ဆိုပြစ်ကိုလက်ထပ်ခွင့်တောင်းတဲ့အချိန်မှာဒူးမထောက်ခဲ့လို့ဆိုပြီးတော့တချို့ပရိသတ်တွေရဲ့ဝေဖန်သံတွေရှိနေခဲ့တဲ့အပေါ်ဒီကနေ့ကျင်းပပြုလုပ်တဲ့မန္တလေးကင်းရဲ့ပွဲတစ်ခုမှာပရိသတ်တွေရှိမှနေချစ်ရတဲ့ဆိုပြစ်ကိုဒူးထောက်ပြီးတော့လက်ထပ်ခွင့်နောက်တစ်ခါထပ်တောင်းခဲ့တဲ့တရုတ်ဆောင်ဟိဝေယံမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကနိုင်ငံကျော်တရုတ်ဆောင်နှစ်ယောက်ဖြစ်တဲ့တရုတ်ဆောင်ဟိဝေယံနဲ့ဆိုပြစ်သစင်တို့ကမကြာခင်မှာကျင်းပတော့မဲ့မင်္ဂလာပွဲအကျိုးအဖြစ်ဆိုပြစ်သစင်ရဲ့မွေးနေ့မှာတရုတ်ဆောင်ဟိဝေယံကအမှတ်တရအနေနဲ့လက်ထပ်ခွင့်တောင်းခံတဲ့ပွဲလေးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ဆိုပြစ်သစင်ရဲ့မွေးနေ့လေးမှာအမတ်တရလည်းဖြစ်စေချင်တာကြောင့်ဟိဝေယံကကြိုတင်အသိပေးထားခြင်းမရှိဘဲ surprise တိုက်ခဲ့တဲ့အပြင်ဆိုပြစ်ပေါ်မှာထားတဲ့သူရဲ့မြတ်တာတွေကိုလည်းအပြည့်အဝပြသသွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အဆိုပါနေ့ကနှစ်ယောက်စလုံးကစိတ်လှုပ်ရှားနေခဲ့တာကြောင့်ဟိဝေယံကလည်းဒူးထောက်ပြီးတော့လက်ထပ်ခွင့်မတောင်းခဲ့သလိုဆိုပြစ်ကလည်းစိတ်လှုပ်ရှားဝမ်းသာလွန်းလို့မျက်ရည်တောင်မှကြားခဲ့ရတဲ့ပွဲလေးဖြစ်ပါတယ်ဒါပေမဲ့အဆိုပါနေ့တုန်းကဆိုပြစ်သစင်ဝစ်ဆင်ခဲ့တဲ့ဝစ်စုံနဲ့ပတ်သက်ပြီးတော့လည်းပရိသတ်တွေရဲ့ဝေဖန်မှုတချို့ရှိခဲ့သလိုလက်ထပ်ခွင့်တောင်းတဲ့လက်စွပ်ကလည်းစိတ်မဟုတ်လို့ဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိနေခဲ့တာပါဒါအပြင်သူတို့သားဖြစ်သူဟိဝေယံကလည်းဒူးထောက်ပြီးတော့လက်ထပ်ခွင့်မတောင်းဘူးဆိုပြီးတော့ထောက်ပြစရာတချို့ရှိလာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့မှကျင်းပတဲ့မန္တလေးကင်းရဲ့ပွဲတစ်ခုမှာတော့တရုတ်ဆောင်ဆိုပြစ်သစင်နဲ့ဟိဝေယံတို့နှစ်ယောက်ကဇုံတွဲလိုက်တက်ရောက်ခဲ့ကြတာဖြစ်ပြီးအဆိုပါပွဲရဲ့ပရိသတ်တွေရှိမှပဲတရုတ်ဆောင်ဟိဝေယံကဆိုပြစ်သစင်ကိုဒူးထောက်ပြီးတော့သူ့တဘဝလုံးစာလက်တွဲပေါ်ဖြစ်ပေးဖို့အတွက်တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်အခုလက်ရှိမှာတော့အနုပညာဆုံးတွဲတွဲဖြစ်တယ်လို့ချစ်သူတက်တန်းလဲကြာမြင့်နေပြီးတော့မကြခင်မှာလက်ထက်တော့မှလည်းဖြစ်တဲ့ငယ်စဉ်အတွဲလေးပေါ်မှာပရိသတ်တွေရဲ့စိတ်ဝင်စားမှုကရာနှုန်းပြည့်ဖြစ်နေခဲ့တာကြောင့်ကောင်းချီးဩဘာပေးတာကိုခံရတယ်လို့ဝေဖန်ထောက်ပြမှုတွေလည်းမြောင်များစွာရှိနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ချစ်စစ်ချစ်မှန်နဲ့ချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်အတွက်ကတော့အရာအလုံးကိုကြော်ဖြတ်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီးသားပဲဆိုတော့ငယ်စဉ်အတွဲလေးကိုချစ်ကြတဲ့ပရိသတ်တွေအားလုံးကသဘောပေါက်နားလည်ကြလိမ့်မယ်လို့ထင်ပါတယ်ရှင်